ပေါ့နော်ကိုကတစ်ချိန်ကြာလို့ရှိရင်ကုံတိုင်းလေးတစ်ဆိုင်ဖွင့်မယ်အင်းဆိုင်လေးတစ်ဆိုင်ဖွင့်မယ်ပေါ့နော်အဲ့လိုမျိုးစိတ်ကူးထားတာတွေရှိတယ်တွေးထားတဲ့အရာတွေရှိတယ်ပေါ့နော်ကိုဖွင့်မယ်ကုံတိုင်းလေးမှာဘာပစ္စည်းအမျိုးအစားလေးတင်မယ်ဘာပစ္စည်းအမျိုးအမည်လေးတင်မယ်ဆိုပြီးတော့ကိုကစိတ်ကူးထားတယ်တွေးထားတယ်စဉ်းစားထားတဲ့အရာလေးတွေရှိတာပေါ့နော်ဒါပေမဲ့ကိုကတကယ်ဖွင့်တဲ့အချိန်ကြာလို့ရှိရင်မပါမဖြစ်ပစ္စည်းအမျိုးအမည်တွေကဘာတွေလဲဆိုတဲ့အကြောင်းအရာကိုဒီနေ့ပြောပြပေးမှာဖြစ်ပါတယ်နော်ကုံစုံဆိုင်တစ်ခုကုံကျောင်းဆိုင်တစ်ခုအိမ်ဆိုင်တစ်ခုမှာမပါမဖြစ်ပစ္စည်းအမျိုးအမည်တွေကတော့ပထမနံပါတ်1အချက်အခြေခံစားသောက်ကုန်ပစ္စည်းတွေအခြေခံစားသောက်ကုန်ပစ္စည်းတွေဆိုတော့အရင်ရှိဝေးစဉ်းစားနေရမလို့မီးပေါ်ကြောင်ထဲမှာရှိတဲ့ပစ္စည်းမှန်တယ်များဒီအခြေခံစားသောက်ကုန်ပစ္စည်းပါဒါအလွယ်ပြောတာပေါ့နော်ဘာတွေပါလဲဆိုတော့အာလူလေးတွေကြက်သွန်လေးတွေငရုတ်သီးလေးတွေစီလေးတွေစားလေးတွေအချုံမုံလေးတွေပေါ့နော်အဲ့အမျိုးတွေပါတာပေါ့နော်ဒါတွေအခြေခံစားသောက်ကုန်အဲ့ဒီမှာနောက်မှာနံပါတ်1ကဘာတွဲလဲဆိုတော့လူသုံးကုန်ပစ္စည်းလေးပေါ့နော်လူသုံးကုန်ပစ္စည်းဆိုတာကျွန်တော်တို့ဘီလေးတွေတို့ပရိုမီနာလေးတွေတို့ဒီအာချီလေးတွေတို့စသဖြင့်ပေါ့နော်အဲ့ဒါမျိုးလူသုံးကုန်ပစ္စည်းလေးတွေတွဲပါတယ်နော်နောက်နံပါတ်3ကဘာလဲဆိုတော့အချိုရည်ပေါ့နော်အချိုရည်ရေတိုက်အဲ့ပစ္စည်းအမျိုးအမည်တွေကလည်းကုံရောဆိုင်တစ်ခုကုံဆိုင်တစ်ခုအိမ်ဆိုင်တစ်ခုဖွင့်မယ်ဟေ့ဆိုတော့ပါတဲ့ねနောက်နံပါတ်4အချက်အဲ့ဒါဘာလဲဆိုတော့မုံမျိုးစုံပေါ့နော်မုံဆိုတဲ့နေရာမှာလေဖောင်းမုံလေးတွေအာလူကျော်လေးတွေပူတင်းလေးတွေကိတ်မုံလေးတွေဘီစကတ်လေးတွေစသဖြင့်ပေါ့နော်အဲ့လိုမျိုးမုံမျိုးစုံလည်းပါတိမှတယ်ကိုကအရင်ကြီးတက်နိုင်လေဒီတက်ပို့ပြီးရင်းနေတယ်ကိုဆိုင်ရပို့ဆုံးရင်းနေဆိုလို့ရှိရင်နောက်ဘာထပ်တဲ့လို့ရလဲဆိုတော့စေးပစ္စည်းတွေပေါ့နော်စေးပစ္စည်းတွေဆိုတော့အရင် heavy တွေပြောနေမှာမဟုတ်ဘူးပေါ်ပတိုင်းစေးလေးတွေလူတော်တော်များများတုံးကြတယ်အင်္ဂလိပ်တောက်စေး3-5မျိုးလောက်ကိုတင်ထားလို့ရှိရင်ဒါတော်တော်လေးကိုအဆင်ပြေပါပြီနောက်အဲ့ချက်ကိုကပို့ဆုံးရင်းနေနေဘက်ကစိုင်းနေဆိုတော်တော်များများလောက်ကြပါတယ်စာရေးကိရိယာတွေပါတင်လာမှာနော်စာရေးကိရိယာဆိုတာတပိအများကြီးမဟုတ်ဘူးပလာစာအုပ်လေးတွေခဲတံလေးတွေဘောပန်လေးတွေခဲပြက်လေးကော်ရှင်ပန်လေးတွေစသဖြင့်ပေါ့နော်အဲ့ဒါမျိုးလေးတွေပါတင်တာပေါ့နော်ကျွန်တော်ခုနကပြောသွားတဲ့6မျိုးစလုံးမှာကုံကျောင်းဆိုင်တစ်ခုကုံဆောင်ဆိုင်တစ်ခုအိမ်ဆိုင်တစ်ခုမှာပါမယ်ဆိုရင်ထည့်မယ်ဆိုထည့်လို့ရတယ်ဒါကတော့ကိုယ့်ရဲ့အရင်းနှီးပေါ်မူတည်တာပေါ့နော်ကိုယ့်ရဲ့အရင်းနှီးပေါ်မူတည်ပြီးတော့ကိုကတော့ဘယ်အတိုင်းလာထိသွားမယ်ဘယ်ရွေးဘယ်မြတ်လောက်သွားမယ်ကိုကအချိန်လွယ်လွတ်ချင်တာလားမလွတ်ချင်တာလားဆိုတာတော့ကိုယ့်ရဲ့ဆုံးဖြတ်ချက်ပေါ်မှာပဲမူတည်ပါတယ်လို့နော်အဲ့ဒါကြောင့်မလို့ကုံစုံတိုင်းတစ်ခုကုံကျောင်းတိုင်းတစ်ခုအိမ်တိုင်းတစ်ခုဖွင့်မယ်ဟဲ့ဆိုတော့အဲ့6ချက်ကိုအခြေခံပြီးတော့ကျန်တာတွေကတော့ဖြန့်ချက်စဉ်းစားရမှာဖြစ်တယ်အဲ့လိုမျိုးစဉ်းစားလို့မတက်လို့ဘာတွေတင်ရမလဲမသိဘူးဘာတွေဝယ်ရမလဲမသိဘူးဘာတွေထင်ရအောင်မလဲမသိဘူးဆိုတော့ဒါတော့ကြော်ညာတစ်ပြက်ပေါ့နော်ကျွန်တော်စီလာခဲ့ပါလို့နော်ကျွန်တော်စီလာခဲ့ပါကျွန်တော်စီလာလို့ရှိရင်အဲ့ကိစ္စတွေဘာမှစိတ်ဝင်စရာမလိုဘူးကျွန်တော်အရာအကုန်စီစဉ်ပေးပါတယ်လို့နော်အဲ့တော့ကုံကျောင်းဆိုင်အိမ်ဆိုင်နဲ့အကြောင်းဒီတက်ပို့ပြီးတည်ကျင်တယ်ဆိုလို့ရှိရင်ကျွန်တော် comment လေးအောက်မှာရေးပေးပါကျွန်တော်အစီအပြေတဲ့ခါကျရင် reply လေးပြပေးပါမယ်လို့နော်ကျွန်တော်ကတော့သိနေအောင်ဝင်ထအောင်ပါ